လုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ရဲ့ရှင်းလင်းတင်ပြချက်လေးနဲ့ကြိုဆိုပါရစေဒီနေ့မှာတော့လူတိုင်းကြုံတွေ့ရတဲ့ကြာရှုံးမှုတွေကိုဘလို့ရင်ဆိုင်ကြော်ဖြစ်မလဲဆိုတဲ့အကြောင်းအရာကိုဆွေးနွေးသွားမှာပါဟုတ်ပါတယ်ဒီလိုပြောပြတဲ့နေရာမှာဒန်ဒါရီလာဖီနစ်ငကီရဲ့ပြန်လည်ရှင်သန်တဲ့တဘာဝလေးနဲ့နိုင်ရှင်ပြီးစိတ်ပိုင်းဆိုင်ရာချန့်ခိုင်းမှုအကြောင်းကိုစိတ်ဝင်စားစရာကောင်းအောင်တင်ပြပေးသွားမှာပါကဲစလိုက်ကြအောင်ဖီနစ်ငဆိုတာအားလုံးကြားဖူးကြတဲ့အတိုင်းပါပဲပြပုံခန့်နဲ့ဘဝတစ်ခုကိုအမခံတည်ဆောက်နိုင်တဲ့တတ်တမတစ်ခေါင်ပေါ့ဂရိတန်တရားတွေမှာဆိုရင်သူဟာနေမင်းကြီးနဲ့ဆက်ဆက်နေပြီးပျက်စီးသွားတဲ့သူရဲ့မျိုးစရဲ့ပြပုံခန့်နေပဲအသက်သွေးကြောအသက်ပြန်လေရရှိတတ်ပါတယ်စဉ်းစားကြည့်ရင်ဒီချက်ကကျွန်တော်တို့လူသားတွေရဲ့စိတ်ပိုင်းဆိုင်ရာဖြတ်သန်းမှုတွေပြန်လဲထူထောင်မှုတွေအတွက်တကယ့်ကိုထိရောက်တဲ့ဥပမာတစ်ခုဖြစ်နေတာကိုတွေ့ရမှာပါကဲဒီเจ้าကိုတေချာလေးထပ်ပြီးလေ့လာကြည့်ရအောင်အပိုင်းတိတ်田单ချင်းဒါမှမဟုတ်ပြပြဆုံမှုဆိုတဲ့ထင်အောင်ထင်မှာထုမှုကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်းကိုဒိုးသက်စစ်မဲ့စောက်တီဖတ်တာတို့အောင်မြင်မှုလေးကထိတိကိုအမြဲတမ်းတက်လက်နေရမယ်ဆိုတဲ့ဖိအားတွေရှိနေကြတယ်မဟုတ်လားအဲ့ဒီလိုဖိအားတွေကလက်တွေ့မကျတဲ့နတ်သမီးပုံပြင်ဆန်းဆန်းမျောလွင့်ချက်တွေကိုဖန်တီးပေးတတ်ပါတယ်အေးရရတိုင်းကအမြဲတမ်းပြီးဆုံးနေရမယ်လို့ထင်မှတ်နေတာဟာတကယ်ကိုတင်းကျပ်လွန်းတဲ့လမ်းကြောင်းတစ်ခုကိုရှောင်နေတာနဲ့အတူတူပါပဲတကယ်တမ်းအခက်အခဲလေးတွေနဲ့နည်းနည်းလောက်ကြုံလာရတဲ့အခါမှာအဲ့ဒီမျောလင့်ချက်တွေကချက်ချင်းပရိုကွဲတော့ဘူးအလွန်ကိုလွယ်ကူနေတတ်ပါတယ်ဆက်ပြီးတော့အပိုင်းနှစ်ကိုတွားလိုက်အောင်မီတောက်တော့မဟုတ်ဂျီမာဘောအိမ်မက်များပစ္စည်းသွားတော့အခါစိတ်ပိုင်းဆိုင်ရာတတိကက်ချင်းတို့ဘဟုတ် mindfulness ဆိုင်ရာဆွေးနွေးမှုတစ်ခုနဲ့ကောင်းလို့ထားတဲ့ဒီစာသားလေးကိုတေချာလေးနားထောင်ကြည့်စေချင်ပါတယ်။ပြောင်းဆုံးထားတဲ့အိမ်မက်ဒီအတွက်ဝမ်းနဲ့ပူဆွေးရပါတယ်။ဘာလို့လဲဆိုတော့တကယ်မဖြစ်လာခဲ့ပေမဲ့အဲ့ဒီအိမ်မက်ဒီဟာမိမိဘဝရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ခဲ့ပြီးခီးတစ်ခုထိရောက်အောင်ပို့ဆောင်ပြီးခဲ့လို့ပါ။တကယ်ကိုအထိပ္ပယ်ရှိတဲ့စာသားလေးနော်။အိမ်မက်တစ်ခုဆုံးရှုံးထားတဲ့အခါဝမ်းနဲ့ပူဆွေးမှုကိုဖုံးကွယ်ထားဖို့လုံးဝမလိုပါဘူး။ဒီစာသားလေးကကျွန်တော်တို့ရဲ့စိတ်ခံစားမှုတွေကိုလေးလူမရှိပဲအတိမတ်ပြုလက်ခံပေးဖို့ဘလောက်အရေးကြီးလဲဆိုတာကိုတေးသေးချာချာဖော်ပြနေတာပဲဖြစ်ပါတယ်။ကျရှုံးမှုဆိုတာကိုဂိုက်ရွယ်ဖြစ်ရှင်းရမှာမဖြစ်မနေဖြတ်တန်းရမယ့်အစိပ်ပိုင်းဆိုင်ရာအဆင့်လေးတွေရှိပါတယ်။ပထမဆုံးနဲ့အရေးကြီးဆုံးကတော့ကိုယ့်ရဲ့ခံစားချက်တွေကိုအရှိတိုင်းလက်ခံဖို့ပါပဲ။ဆုံးရှုံးသွားတဲ့အိမ်မက်အချိန်ယူပြီးဝမ်းနဲ့ပူဆွေးလိုက်ပါ။နာကျင်တဲ့ခံစားချက်တွေကိုအပြည့်အဝလက်ခံလိုက်ပါ။အဲ့ဒီလိုလက်ခံနိုင်သွားပြီဆိုမှကိုယ့်ရဲ့အမှန်တကယ်တာမိုးထားမှုတွေကိုပြန်လည်သုံးသပ်ပြီးတော့လက်တွေ့ကျတဲ့အိမ်မက်တွေကိုဆက်လက်ဖန်တီးရမှာဖြစ်ပါတယ်။ဟုတ်ပါပြီ။အခုဆိုရင်အပိုင်း3ကိုရောက်လာပါပြီ။ပြာသို့မဟုတ်ပျက်စီးမှုများကြားမှာမျောလင်းချက်ကိုရှာဖွေခြင်းမျောလင်းချက်ဟာနာလင်ထူလာစေဖို့အတွက်တကယ်ကိုအထူးကတွန်းအားဖြစ်တဲ့ဆိုတာစစ်ကြမ်းမရေးဆိုင်ရာတွေ့ရှိချက်တွေကခိုင်ခိုင်မာမာတက်တည်ပြထားပြီးသားပါပြန်လဲကောင်းပေါ်လာခြင်းဆိုတာလူတယောက်ရဲ့ပိုကောင်းလာခြင်းနဲ့ဆန္ဒအပေါ်မှာအပြည့်အဝမှုတည်နေတာကိုကိုယ့်ရဲ့ခြေနေဟာပြောင်းလဲသွားနေတယ်ဆိုတဲ့ယုံကြည်ချက်ကသာရှေ့ဆက်ဖို့အတွက်အကောင်းဆုံးခွန်အားတွေဖြစ်စေပါတယ်ဒါကြောင့်မျောလင်းချက်ဆိုတာခီးစင်တဲ့အခုစီကိုတောင်းမဲ့မရှိမဖြစ်လို့အဲ့ဒီရထားတဲ့စင်လို့ပါပဲတကယ်တော့ကြာရှုံးမှုဆိုတာအမြဲတမ်းဆိုးရွားနေတဲ့အရာမဟုတ်ပါဘူးပစ္စည်းထွားတဲ့အစီအစဉ်တွေရဲ့ပြားပုံတွေကြားထဲမှာခက်ခဲရုန်းကန်ရတဲ့အခါမိမိကိုယ်ကိုပုံမနားလေသဘောပေါက်မှုတွေနဲ့စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည်တွေတိတိတာတာတိုးတက်လာစေပါတယ်ကြာရှုံးမှုကနေတဆင့်ပြဿနာတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာသင်ယူနိုင်ယုံတာမကပဲနှင်းချမှုနဲ့ကြီးစုတင်တဲ့စိတ်တွေကိုပါအံ့အားသင့်ဖွယ်မွေးမြူပေးနိုင်ပါတယ်ဒီအချက်တွေကကြာရှုံးမှုရဲ့အဖြူသဘောဆောင်တဲ့အကျိုးကျေးဇူးတွေကိုရှင်းရှင်းလင်းလင်းပြသနေတာတွေဖြစ်ပါတယ်။ကဲအခုဆိုရင်အပိုင်း၄ကိုဆက်သွားကြရအောင်။ပြန်လည်မွေးဖွားခြင်းသို့မဟုတ်စိတ်ဓာတ်ရပြီးနောက်ပိုင်းဖွံ့ဖြိုးတိုးတက်လာမှုဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်လေးတစ်ခုရှိပါတယ်။အဲ့ဒါကတော့ပုံသေးဖြစ်နေတဲ့စိတ်ထားနဲ့တိုးတက်လိုတဲ့စိတ်ထားတို့ရဲ့ကွာခြားချက်ပါပဲ။ပုံသေးဖြစ်နေတဲ့စိတ်ထားရှိသူတွေဟာကြာရှုံးမှုနဲ့ကြုံရတဲ့အခါအလွယ်ကိုအရှုံးပေးတတ်ပြီးစွန့်စားရမယ့်အခြေအနေတွေကိုရှောင်ချန်တတ်ကြပါတယ်။ဒါပေမဲ့တိုးတက်လိုတဲ့စိတ်ထားဆိုလိုတာက growth mindset ရှိသူတွေကတော့ကြာရှုံးမှုတွေနဲ့သင်ခန်းစာယူတယ်။ပြီးတော့ကိုယ့်ရဲ့တက်တောင့်တတဖြစ်နေတဲ့ဇုံကရဲဝံ့ရုံထက်ပြီးလုံနိုင်စွမ်းတွေကိုပုံမချဲထွင်နိုင်ဖို့အားရင်တွေရယူကြပါတယ်။ဒီလိုဖြစ်စဉ်မျိုးကိုစိတ်ပညာမှာစိတ်တန်ရာရပြီးနောက်ပိုင်းဖွံ့ဖြိုးတိုးတက်လာမှုအင်္ဂလိပ်လိုဆိုရင်တော့ post traumatic growth လို့ခေါ်ပါတယ်။ဆေးပညာရှုထောင့်သာကြည့်ရင်တကယ့်ကိုပြန်လည်နာလန်ထူလာတယ်ဆိုတာအတိတ်မှာဆိုးရွားတဲ့အဖြစ်အပျက်တွေကြုံခဲ့ရပေမဲ့လည်းအကန့်အသတ်တွေရှိနေတဲ့တိုင်အောင်ခြေနဲ့ဆရာကောင်းတဲ့ဘဝတစ်ခုကိုဆက်လက်နေထိုင်နိုင်ခြင်းပဲဖြစ်ပါတယ်။မမိကြသေးတယ်မဟုတ်လားအစပိုင်းမှာပြောခဲ့တဲ့ Phoenix ငရေပြန်လဲမွေးပွားခြင်းတန်တာရီကိုဒီအချက်ကသိပ္ပံနည်းကြအလင်းနဲ့တက်တည်ပြနေရပါပဲ။နောက်ဆုံးအနေနဲ့တကယ်ကိုအားကျစရာကောင်းတဲ့အပိုင်း၅ကိုရောက်ရှိလို့လာပါပြီ။ကောင်းကင်သစ်သို့မဟုတ်အောင်မြင်မှုအသက်အရွယ်ကန့်သက်ချက်မရှိပါအားလုံးသိထားတဲ့အတိုင်းကြီးမားတဲ့ပြန်လည်မွေးဖွားမှုတွေနဲ့တမိုင်းဝင်အောင်မြင်မှုတွေဟာလူတယောက်ရဲ့ငယ်ရွယ်စမှာတည်းမဟုတ်ပဲဘဝရဲ့နောင်ပိုင်းကာလတွေမှာလည်းမကြာခဏဖြစ်ပေါ်တတ်ပါတယ်။စဉ်းစားကြည့်ပါကဘာကျော် Charles Darwin ဆိုရင်
အသက်50အရွယ်ကျမှစင်ကေးပြောင်းလဲခြင်း theory ကိုထုတ်ဝေနိုင်ခဲ့တာပါနောက်ပြီးဟာလန်ဆန်ဒါဆိုရင်လည်းအသက်82နှစ်မှာအားလုံးသိကြတဲ့ KFC ကိုစတင်ခဲ့တာဖြစ်ပါတယ်ဒီလိုအောင်မြင်မှုတွေဟာအသက်အရွယ်ဆိုတာကကိန်းဂဏန်းတစ်ခုသက်သက်တာဖြစ်ကြောင်းကိုရှင်းရှင်းလင်းလင်းသက်သေပြနေပါတယ်အသက်88နှစ်အရွယ်ကိုကချစ်လောက်အထူးပြုပြီးကြည့်လိုက်ရအောင်ဒီအရွယ်မှာ Grandma Moses လို့လူသိများတဲ့ American ပန်းချီဆရာမကြီးဟာသူမရဲ့ငယ်စဉ်ကတည်းကအိမ်မက်ထက်တဲ့ပန်းချီဆွဲခြင်းကိုစတင်ခဲ့ပါတယ်။သူမဟာတသက်လုံးအိမ်မှုကိစ္စတွေနဲ့ပဲအလွန်များခဲ့ရပေမဲ့နောက်ဆုံးမှာတော့ဒေါ်လာတန်းနဲ့ချီတန်ဖိုးရှိတဲ့အမှုပညာလက်ရာတွေကိုအမခန်းဖန်တီးနိုင်ခဲ့ပါတယ်။မှိုက်တယ်နော်။ ဒါတမကသေးပါဘူးအတကူစနေနကိုထပ်ပြီးခွန်ကူးကြည့်လိုက်ကြစို့ဒီလိုအံ့ဩစရာကောင်းတဲ့အသက်အရွယ်မှာ Gladys Burrell ဟာမာရသွန်ပြိုင်ပွဲကိုအောင်မြင်စွာပြေးဆွဲနိုင်သေးပါတယ်။ဒါဟာကောင်းမြတ်တဲ့စစ်သားနဲ့အပြူတဘိုးဆောင်တဲ့စိတ်နဲ့တဘိုးထားတာရှိမယ်ဆိုရင်ရုပ်ပိုင်းဆိုင်ရာကန့်သက်ချက်တွေကိုအမြဲတမ်းကျော်လွှားနိုင်တယ်ဆိုတာကိုသူမကလက်တွေ့သက်သေပြသွားခဲ့တာပဲဖြစ်ပါတယ်။အခုဆိုရင်အသက်66နှစ်အရွယ် Harry Bernstein ရဲ့အကြောင်းကိုစဉ်းစားကြည့်ပါ။သူဟာငယ်စဉ်ကအရန်ကိုခက်ခဲကြမ်းတမ်းခဲ့တဲ့ဘဝအကြောင်းကိုစာအုပ်ရေးထားခဲ့ပြီးအသက်66နှစ်အရွယ်ကျမှစာရေးဆရာတစ်ယောက်အဖြစ်ကြီးမားတဲ့အောင်မြင်မှုရရှိခဲ့ပါတယ်။ဒါဟာအမောင်မိုက်ဆုံးပြပွန်ဒီကိုအကြီးမားဆုံးအောင်မြင်မှုအဖြစ်အဆုံးစွန်ပြောင်းလဲတင်နိုင်တယ်ဆိုတဲ့အကောင်းဆုံးဥပမာတစ်ခုပါပဲ။ဒီကနေ့ကျွန်တော်တို့ရဲ့ရှင်းလင်းတင်ပြချက်ကိုလေးနဲ့တက်မေခွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါ။အတိတ်ကကြာရှုံမှုပြပုံလေးတွေကနေဘယ်လိုလာပါတဲ့အရာတွေကိုတိဆောက်သွားမလဲ။ပျက်စီးသွားတဲ့မျှော်လင့်ချက်တွေကြာရှုံမှုတွေကို Phoenix ခတ်ကြီးလို့ပဲအမကန်ပြက်လက်မွေးဖွားလာမဲ့ခွန်အားတဲ့အဖြစ်ပြောင်းလဲနိုင်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်။အချိန်ပေးပြီးလက်ရကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်။